မြန်မာပြည်တွင်အပေါ်ဆုံးကဆယ်လီမြန်မာပြည်တွင်အမြဲတွေ့ရတာအိမ်တော်ကြီးဖောက်ပြန်မှုမြန်မာပြည်တွင်အကြဆုံးကပြည်တွင်စစ်မြန်မာပြည်တွင်အခက်ခဲဆုံးကစာဝတ်နေရေးမြန်မာပြည်တွင်အတက်ဆုံးကကုန်စည်နှုန်းမြန်မာပြည်တွင်အကြဆုံးကစိတ်ဓာတ်မြန်မာပြည်တွင်အနည်းဆုံးကလစာမြန်မာပြည်တွင်ဈေးပေါ်ဆုံးကလူအသက်တွင်မြန်မာပြည်တွင်အများဆုံးကအကျွေးမြန်မာပြည်တွင်အလဆုံးကပျက်စီးဖို့မြန်မာပြည်တွင်အနိုင်ဆုံးကပညာရေးမြန်မာပြည်တွင်ရှားပါဆုံးကကိုချင်းစာတရားမြန်မာပြည်တွင်ချစ်တဲ့ဆုံးကကျမအသေးလေးပြီးသွားချစ်တယ်ဟမ်မြန်မာပြည်တွင်အပေါ်ဆုံးကလင်း哎呦我的妈ဟေးမီချိုသမီးစာချက်ခိုင်းတာရပြီလားမရသေးဘူးဆီယာမညက်တာခုဘာကြက်ညာတမိုင်းဘရာအေးရအောင်ကြက်နော်မရလို့ရရင်အရိုက်ခံရမယ်ဟုတ်